90ရာခိုင်နှုန်းသောကျောင်းသားတွေကဒီမေကုန်းကိုမှားဖြေတတ်တယ်။အင်္ဂလိပ်စာမှာသဘောတူတွေဆိုရင် yes လို့ဖြေမိရင်မှားတတ်တဲ့မေကုန်းရှိတယ်။အားလုံးပဲမင်္ဂလာပါ။ဒီချိန်ကတော့ Global Edu ကတစ်ချက်ရွှွှွှွဖြစ်ပါတယ်။အဲ့ဒီမေကုန်းလေးကတော့ Would you mind if I ဆိုပြီးတော့စတဲ့မေကုန်းလေးဖြစ်ပါတယ်။ Would you mind if I sat here? No, I wouldn't mind. No, go ahead. မထိုင်စေချင်ဘူးဆိုရင် Yes, I would mind. Yes, I would mind ဆိုတဲ့အသုံးလေးကကြတော့နည်းနည်းလေး implied ဖြစ်တယ်။မယဉ်ကျေးဘူးလို့သတ်မှတ်လို့ရတယ်ပေါ့နော်။အဲ့တော့မထိုင်စေချင်ဘူးဆိုရင် Yes, I'd prefer if you didn't. Would you mind if I slap you? Answer in the comments.